တကြိမ်တီးလင်အရှိပြည်သုံးကပြိုစေတဲ့အာရခမြေကရရယာခေါင်းလောင်အရှိနောက်တောင်မြောက်ပြည်ဝမင်းတကာတို့ကိုတထိတ်ထိန်တလန့်လန့်ပြိုပြက်စေလိုမှုကရရယာခေါင်းလောင်ကိုအရှိမဝတွင်ဆွဲ၍တီးလောဒါဟာဆိုရင်တော့ရှေးဟောင်းတန်ဖဒါနာပကာရဏကျမ်းထဲမှာပါရှိခဲ့တဲ့အတိုင်းရန်သူမျိုး၅ပါးကိုရရယာတပ်နဲ့ကာကွယ်ခဲ့တဲ့ရခိုင်ပြည်ရဲ့အစွမ်းထလာတဲ့ခေါင်းလောင်ကြီးကြောင့်ပဲဖြစ်ပါရီဒီခေါင်းလောင်ကြီးဟာဆိုရင်တော့နှစ်တော်ကြာနေမြုံနေပြီးရခိုင်ပြည်ကိုအုပ်စိုးခဲ့တဲ့မြန်မာပြည်တွေဟာဒီခေါင်းလောင်ရဲ့တကူနဲ့ကြော်စောမှုတွေကြောင့်အသေးအတန်ရှာဖွေခဲ့ကြပါရီဒါပေမဲ့လည်းဟိုးရာဇာတရစ်ခက်ခဲကနေပြီးတော့လွတ်လပ်ရေးရကရခိုင်ပြည်ကိုမြန်မာအစိုးရအုပ်ချုပ်တဲ့အထိဒီခေါင်းလောင်ကိုရှာမတွေ့ခဲ့ပဲနဲ့ဘေးလေးတစ်ခုလိုဖြစ်လုံနေခဲ့တာပါအန်အောဖို့ကောင်းတာကရခိုင်သွေးစစ်စစ်တွေကရခိုင်ပြည်နယ်ကိုပြန်ပြီးအုပ်ချုပ်တဲ့အခါမှာတော့ဒီခေါင်းလောင်ကြီးဟာပြန်ပေါ်လာခဲ့ကြပါရီဒါကြောင့်ဒီကနေ့ရဲ့ရွှေဘို channel ဗီဒီယိုထဲမှာဆိုရင်တော့2025ခုနှစ်ဇူလိုင်လရောက်တော့မှထူးထူးခြားခြားပြန်လည်ပေါ်ထွက်လာခဲ့တဲ့ရခိုင်ပြည်ရဲ့အစွမ်းထလာတဲ့ခေါင်းလောင်ကြီးအကြောင်းကိုတင်ဆက်ပေးသွားမှာပါဒီခေါင်းလောင်ကြီးရဲ့ဖြစ်တည်မှုကမြောက်ဦးခေတ်ရခိုင်ပြည်ရဲ့နရပတိကြီးလက်ထက်ကလေးကစတင်ခဲ့တာပါခေါင်းလောင်ရဲ့အပြင်ဘက်မှာပါဠိတက္ကတာနဲ့ရခဝနဘာသာ၃မျိုးနဲ့ရရယာတွေကိုရေးထိုးထားပြီးအင်းအိုင်ခါလက်၃မျိုးစလုံးပါဝင်နေတဲ့အင်မတန်ထူးခြားတဲ့ခေါင်းလောင်ပါအင်းစရာကြီးကျွန်းတောင်ရဲ့အဆိုအရခေါင်းလောင်းမှာမြေရည်လီမီဆိုတဲ့ဓာတ်ကြီးလေးပါအင်းခွက်တွေပြင်ပြိုင်ဘက်နိုင်ငံပေါင်း30ရဲ့နာမည်တွေကိုပါဥတီပြီးတော့အင်းခွက်ငယ်30နဲ့ဝန်းရံထားတာပါတကြိမ်တီးလိုက်ပြီးဆိုရင်တော့အရှိပြည်3ကပြူလာအောင်လို့အစွမ်းထက်တယ်လို့ယုံကြည်ကြတာကြောင့်မြန်မာပြည်တွေကဒီခေါင်းလောင်းတန်ကိုကြားအောင်အောင်ဖိမ့်ဖိမ့်တောင်အောင်လို့ထိတ်လန့်ခဲ့ကြရတာပါဒီခေါင်းလောင်းကြီးဘလို့ပြောက်ွယ်ခဲ့တဲ့လဲဆိုတဲ့အကြောင်းကလည်းစိတ်ဝင်စားစရာပါပဲလေအလန်ဒီပါတီခေတ်ကစားလို့မြန်မာအစိုးရအဆက်ဆက်ဟာခေါင်းလောင်းကိုရှာဖွေဖို့အတွက်နှီးမျိုးစုံနဲ့စူးစမ်းခဲ့ကြပါရီအဲဒီချိန်ကအသက်25နှစ်အရွယ်ဦးထွန်းအောင်ဟာသူ့ရဲ့ဖခင်ဦးလေးနဲ့အဖိုးတို့နဲ့အတူမဟာမုနိဖျားကုန်းတော်ပေါ်မှာဒီခေါင်းလောင်းကြီးကိုလုံခြုံအောင်လို့မြုပ်နှံဝတ်ထားခဲ့ပါတော့တယ်အာနာပိုင်တွေကဦးထွန်းအောင်ကိုမလုံးအမျိုးမျိုးပေးဖိအားတွေပေးပြီးတော့စီယုံခဲ့ပေမယ့်တပားသူလက်ထဲမရောက်စေနဲ့ဒါလို့ဆိုတဲ့မိသားစုမှကြားချက်တွေကိုဥတီပြီးနှစ်ပေါင်း60ကျော်တိုင်နှုတ်ပိတ်နေခဲ့တာပါမဟာမုနိဂောဘကအဖွေကနေထုတ်ပယ်ခင်ရတဲ့အထိဒုက္ခခံပြီးတော့ခေါင်းလောင်ကြီးရဲ့လျှို့ဝှက်ချက်တွေကိုထိမ့်သိမ်းခဲ့တာဆိုရင်တော့တကယ်ကိုအသေးစားကဇာတိမှန်ပါပဲSwiss လူမျိုးရှေးဟောင်းသုတေသနပညာရှင်ရဲ့မှတ်တမ်းတွေမှာဖော်ပြခဲ့တဲ့အတိုင်းမဟာမုနိကုန်းတော်ရဲ့အရှိမြောက်ဘက်မှာအမှန်တကယ်ပဲပြန်လည်တွေ့ရှိခဲ့တာပါဦးထွန်းအောင်ကိုဂုဏ်ပြုချီးမြှင့်ခဲ့တဲ့ကျပ်သိန်း900ကိုလည်းသူကမဟာမုနိဘုန်းကြီးကျောင်းဆောင်အတွက်ပြန်လည်လှူဒန်းခဲ့တာဆိုရင်လေတာရုခေါ်စရာကောင်းလာပါရီပရိသတ်ကြီးတို့ရောနှစ်ပေါင်း60ကျော်မြေအောက်မှာကိန်းဝတ်နေခဲ့ပြီးတော့မှအခုလိုအချိန်ကကြာမှတကြောပြန်ပေါ်ထွက်လာခဲ့တဲ့ရေရယာခေါင်းလောင်ကြီးရဲ့အံ့ဖွယ်ထူးခြားမှုပေါ်ဘလို့မြင်ကြသလဲဆိုတာနဲ့တကြိမ်တည်းရဲ့အရှိပြည်ပြိုစေတဲ့ဆိုတဲ့ရှေးအောင်ယုံကြည်ချက်တွေကဒီနေ့ခေတ်အတွက်ဘလို့နမိတ်တွေစောင်းနေမလဲဆိုတာမိမိထင်မြင်ချက်တွေကိုဝင်ရောက်ဆွေးနွေးသွားကြပါအောင်နော်အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးပါ Subscribe Like and Share ခေါင်းလောင်လေးနဲ့အားပေးသွားပါရှင်အသစ်တော့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်နော်